အောက်ပိုင်းထိုင်ရမှာကြောက်တယ်ဆိုဒီဗီဒီယိုအဆုံးထိကြည့်ပေးပါကျွန်တော်လည်းကြောက်တယ်ဒါပေမဲ့အောက်ပိုင်းထိုင်ခြင်းအကျိုးကျေးဇူးကိုပြောပြခင်ဗျအံ့ဩသွားမယ်သိပ္ပံပညာရှင်တွေလေ့လာတွေးရှိချက်အရကျွန်တော်တို့ပေါင်ကျွတ်သားတွေရဲ့တန်ဆွမ်းမှုနဲ့သေဆုံးနိုင်စွမ်းသည်ပြောင်းပြန်ဆက်ဆက်နေပါတယ်တဲ့ကျွန်တော်တို့ပေါင်ကျွတ်သားတွေအားနည်းလာလေလေသေဆုံးနိုင်ကြီးပိုများလာလေလေတကယ်ပေါင်ကျွတ်သားတွေကတန်ဆွမ်းလာလေသေဆုံးနိုင်ကြီးကညော့နေလာလေဖြစ်တယ် inversely proportional ဖြစ်တယ်အချက်၃ချက်သူမျှဝေထားတယ်ပထမတစ်ချက်ဒီကျွန်တော်ရဲ့ social interaction တွေမှာရော့သွားအသက်ကြီးသွားရင်လူကြီးပိုင်းတွေဘော်တိုင်းနဲ့ဆင်းကျင်နဲ့တွေ့ကျင်နဲ့သွားကျင်နဲ့လာကျင်ပေါင်ကျွတ်သားတွေအားနဲ့လို့လမ်းလျှောက်ရအောင်ပင်ပန်းလာတဲ့အချိန်ကြရင်ဘော်တိုင်းနဲ့မိတ်ဆွေနဲ့တွေ့ရတဲ့အချိန်နည်းသွားလူငယ်ပဲကွာဆိုပြီးဝင်ဝေဖန်လို့မရဘူးကားရှိတယ်သွားလို့ရမယ်လို့ပြောလို့မရဘူးအသက်ကြီးပိုင်းတွေအိမ်မှာရှိရင်လေ့လာကြည့်ဒုတိယတစ်ချက်ဒီအယိုးတိတ်တဲ့တာကျွန်တော်ခန္ဓာကိုယ်မှာအကြီးဆုံးအယိုးလို့ပြောလို့ရတဲ့အယိုးတွေကတစ်ခုဖြစ်တဲ့ femur bone ပေါင်ရိုးသည်အကြီးဖြစ်တယ်အယိုးတိတ်တဲ့စားပိုကောင်းတယ်တတိယအချက်ဒီကျွန်တော်တို့ပေါင်ကြွက်သားတွေရဲ့တန်ဆွမ်းမှုလျော့နေသွားရင်ကျွန်တော်တို့ဒီလဲကျ force လဲကျနိုင်ကြီးပြုတ်ကျနိုင်ကြီးများတယ်အဲ့လိုပြုတ်ကျရင်ပေါင်ရိုးကျိုးမယ်ဒါကျွန်တော်အမြဲတမ်းပြောရတယ်တင်ပါလုံးရိုးကျိုးမယ်အဲ့လိုဖြစ်သွားတဲ့ပုံကိုယ်တွေကတစ်နှစ်အတွင်းကွယ်လွန်လေးရှိတယ်ဆိုသူတည်သနာတွေကဆိုတယ်အဲ့တော့ဒီအချက်ဒီပုံမှန်လေ့ကျင့်ခန်းသွားလုပ်တဲ့သူအောက်ပိုင်းမကြောက်ပဲပုံမှန်ထိုင်တဲ့သူတွေကို motivate လုပ်ပေးခြင်းသာဖြစ်ပါတယ်ခင်ဗျားပေါင်ဘယ်လောက်ကြီးလဲကျွန်တော်စိတ်ဝင်စားဘူးအောက်ပိုင်းနေ့တိုင်းထိုင်လာဒါမှမဟုတ်စော့ရမယ့်ရက်ပေါ့နော်ပုံမှန်စော့ဖြစ်လာပဲသိချင်ပါတယ်အဲ့လိုဆိုရင်တော့မိတ်ဆွေတို့ဒီဗီဒီယိုလေးကသတင်းကောင်းပါ mind failure ဗီဒီယိုလေးကိုမျှဝေခြင်းဖြစ်ပါတယ်တွေးစရာထူးရရင် yes လို့မှပေးပါကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနိုင်ဦးပါ